တနေ့တော့အခါကျေးလက်တော်ရွာလေးတစ်ရွာမှာမောင်လှဆိုတဲ့လူငယ်လေးနဲ့သူ့ရဲ့အဖွားကြီးတို့အတူနေထိုင်ကြပါတယ်။မောင်လှဟာတဘာဝကိုအလွန်ချစ်မြတ်နိုးပြီးတောတောင်အင်းအိုင်တွေကြားမှာလှည့်လည်ပြီးငှက်တွေရဲ့အတန်တွေကိုနားထောင်ရတာသူ့အတွက်ပျော်စရာအကောင်းဆုံးအလုပ်ပါပဲ။တနေ့မှာတော့မောင်လှဟာသူ့အနီးကတစ်ပင်ကြီးတစ်ပင်ပေါ်မှာငှက်ကလေးတစ်ကောင်ကိုတွေးလိုက်ပါတယ်။ငှက်ကလေးဟာအတောင်ပံထိခိုက်နေတာကြောင့်တက်ကိုင်းပေါ်မှာလဲကျနေပါတယ်။မောင်လှဟာငှက်ကလေးကိုတနာသွားပြီးသူ့ကိုဂယုတစိုက်ကောက်ယူကာအိမ်ကိုပြန်လာခဲ့ပါတယ်။အဖွားကြီးကငှက်ကလေးရဲ့အတောင်ပံကိုဆေးထည့်ပေးပြီးမောင်လှနဲ့အတူပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။ရက်တစ်ပတ်အနည်းငယ်ကြာတဲ့အခါမှာငှက်ကလေးဟာပြန်လည်ကျန်းမာလာပြီးပြန်တန်းနိုင်တဲ့အခြေအနေကိုရောက်ရှိလာပါတယ်။မောင်လှဟာငှက်ကလေးကိုတဘာဝအတိုင်းပြန်လွှတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာငှက်ကလေးကိုတစ်ပင်ပေါ်မှာလွှတ်ပေးလိုက်ပြီးငါငှက်ကလေးမင်းကိုငါချစ်တယ်မင်းလွတ်လပ်စွာပြန်တန်းနိုင်ပါစေလို့ပြောလိုက်ပါတယ်။ငှက်ကလေးဟာမောင်လှကိုကျေးဇူးတင်စကားပြောပြီးမောင်လှရဲ့မေတ္တာကိုခံစားရပါတယ်။ငှက်ကလေးဟာလွတ်လပ်စွာပြန်တန်းသွားပေမဲ့နေ့တိုင်းမောင်လှရဲ့အိမ်ကိုပြန်လာပြီးသူ့ကိုကျေးဇူးတင်စကားပြောပါတယ်။ဒီပုံမြင်လေးကနေသင်ခန်းစာတစ်ခုရပါတယ်။မေတ္တာနဲ့ကရုဏာဟာလူနဲ့တိရစ္ဆာန်ကြားမှာလည်းမဟုတ်ပဲတဘာဝတရားကြီးတစ်ခုလုံးကိုချစ်ခင်စောင့်ရှောက်ဖို့လိုအပ်တယ်ဆိုတာပါပဲ။ဒီပုံမြင်လေးကိုကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။